ပထမပိုင်းမှာတော့ဂျွန်းနဲ့အလစ်တို့မောင်းလာတဲ့ကားကပြတ်သွားပြီးတော့သူတို့ကားနှစ်စီးကိုခေါ်လိုက်ရပြီးတော့သွားတဲ့ခီးစဉ်လေးကိုပြောဆော့ပြမှာပဲဖြစ်ပါတယ်ရှင်။ကြည့်ပေးကြပါဦး။ဟဲ့အခုငါတို့ကဘယ်သွားကြမှာလဲဆိုတော့ငါတို့အခုတော့ညတော်တော်နဲ့နေဆိုတော့ဟိုတယ်မှာငှားရမယ်ဟဲ့တော်တော်ကိုနဲ့နေတယ်နော်ညဟုတ်တယ်ဟဲ့အားကြောင့်မလို့ငှားရမှာဟဲ့အဲလေးနင်ကကားမောင်းတတ်တာလားနင်ကားမောင်းတာငါတစ်ခါမှတော့မမြင်ဘူးအေးအခုတော့မြင်ဘူးပြီမလားအေးအခုတော့မြင်ဘူးပြီနင်ကားမောင်းတာအရန်မိုက်တာပဲနော်ဟဲ့ကားမောင်းတာမိုက်တာရှိသေးလို့လားရှိရပါဟဲ့ကားမောင်းတာဘလောက်ကျွမ်းနေမှလဲအဲ့လောက်ထိလဲငါ့ကိုမြှောက်နေကြပါနဲ့ဟဲ့ငါစိတ်ညစ်နေရနော်ကားပြက်လို့ဟဲ့ဟိုရှိမှဆိုရင်လေ Cherry Hotel ကိုရောက်ပြီးဟဲ့စိတ်မညစ်တော့နဲ့ဒီညတော့ဒီမှာပဲတဲလိုက်တော့မနဲ့ရအောင်မှာပဲဖြစ်တော့မယ်နော်အေးပါဒါနဲ့ဂျွန်းတို့ကားမလာသေးဘူးလားလာတော့မယ်ဟဲ့အောင်ဒါနဲ့ဟဲ့အောင်ခုနကတော့မဲကိုအဲ့လေဖုန်းဆက်သေးလားဆက်တယ်ကွာဘာဖြစ်လို့လဲအော်ဘာမှမဟုတ်ပါဘူးအခုငါတို့တဲမယ်ကားကိုမေးမလို့ဟဲ့ငါတို့တဲမယ်ဒီနေ့ဟိုတယ်ကိုမေးမလို့ကွာဟဲ့အောင်ဟိုတယ်ရဲ့နာမည်ကဟိုတယ် Cherry လို့ပြောတယ်ကွာဟုတ်လားဒါဘယ်မျိုးရောက်ပြီလဲကွာငါတို့အရင်တော့နေတာဆာကူရာမြို့ဒါဆာကူရာမြို့ရဲ့အစွန်ဆုံးပဲရှိပါသေးရဲ့ကွာဆာကူရာမြို့တောင်ကြော်မလို့ပဲရှိပါသေးရဲ့ကွာမြို့ပြင်တော့မထွက်သေးပါဘူးဟဲ့ငါတို့မနက်ဖြန်ကြောက်လို့ရှိရင်လည်းကြောင်းရှိရလीကွာဘလို့ဖြစ်လို့မနက်ဖြန်ကျရင်ကြောင်းတက်ရမှာဆိုတော့အော်မနက်ဖြန်ပိတ်တယ်လीဟုတ်လားဟာမင်းကခေါက်နေပြီလားကွာမနက်ဖြန်ကြောင်းပိတ်တောင်မင်းသိနေရပဲ2ရက်တောင်ပိတ်တာ2ညအိတ်လို့ရတယ်ကွာဒါဆိုရင်ဟန်နီမွန်း2ညအောင်ထွက်လို့ရတာပေါ့ဟုတ်တယ်ကွာအဲ့ဒီ2ညထွက်ပြီးလို့ရှင်ကြောင်းတက်ရမှာလीအေးပါကွာဒီရလားလို့မင်းတို့ပြောရဲ့ဥစ္စာဟိုမှာလေး Cherry တို့ Elliot တို့စောင့်နေကြပြီအော်အေးဟုတ်တယ်ကွာငါတို့လည်းကားထိုးလိုက်အောင်မယ်ဟဲ့Elliotနေရောက်တာမြန်လိုက်လားအော်နင့်ကိုပြောနေလို့ရှိရင်အချိန်ကြာမှာပေါ့ဂျွန်မီရဲ့အဲ့ကြောင့်မလို့ငါလည်းအမြန်ဆုံးပဲဒီဟိုတယ်ကိုရောက်လာလိုက်တော့တာဟိုတယ်ကတော့အများကြီးတော့မရှိဘူးနော်ခန်းကတော့လူကဘယ်နှယောက်လဲဆိုတာညီမညီမရေးကြည့်လိုက်တော့လေအေးရေးကြည့်လိုက်မယ်ဟဲ့ငါတို့2ယောက်ပါအပါဝင်10ယောက်Elliotဒါဆိုလို့ရှိရင်သူကတခန်းမှာ2ယောက်ပဲအိတ်လို့ရအောင်ဆိုတော့ငါတို့အဆင်ပြေပါမလားဆိုတော့ဘယ်လိုလုပ်ကြမလဲဒါဆိုလို့ရှိရင်အခန်း3ခန်းလောက်ပဲရှိမှချင်းတယ်အဝင်ကြည့်ရအောင်လေဟုတ်ပြီလာဝင်ကြည့်ကြမယ်ဟဲ့ဂျွန်နင်ဘာလို့ပြန်ပြီလဲပါလေဒီလိုမျိုးတော့ဂုံးပိုးလို့မရတော့ဘူးလားနင်ကဘာပြောရင်းနဲ့လုံညာလဲပြောစမ်းမအောင်ဟာဟုတ်ပါဘူးဟဲ့ဒါကတော့ပထမအောင်ဆုံးအခန်းပဲကွာဒီမှာဆိုလို့ရှိရင်တော့ယောက်ျားလေးနဲ့ပတ်သက်တဲ့ငါတို့တွေနေကြမယ်ကောင်မလေးတွေကိုတော့အပေါ်တက်မှာထားလိုက်လေဟုတ်လားဟဲ့ဂျွန်ငါတို့ဘလို့နေလို့ရမှာလေငါတို့အပေါ်တက်မှာအခန်းအလုပ်တွေအများကြီးရှိရငါတို့ကြောက်တယ်မနေရဘူးဟာနေရတဲ့ဒုက္ခပါပဲဘာလို့မနေရတာလဲမနေရဘူးဟဲ့ငါတို့မင်းကလေးအရင်စောက်ဖို့ကောင်းနေအောင်ငါတို့နေရမယ်လေလားဟလာအစလပြရပဲသူခန်းမှာတက်နေအောင်လေအဲ့ရတလုံးမရှိငါတို့ဘလို့အိတ်ကြမလဲအကြောင်းနောက်မစင်းစားပါဂျွန်ရဲ့ဒါဆိုရင် Alice ဘလို့လောက်ကြမလဲငါတို့ရေဟဲ့ငါတို့မင်းမသားရဆိုအပေါ်မှာတော့အေးရဲဦးဟဲ့အဲ့ဒါတော့တော်စဉ်းစားရမယ်တကယ်လို့နင်တို့အပေါ်တက်အေးလို့ရှိရင်လေငါတို့ကအောက်မှာနေရတာမကောင်းဘလို့လို့ရင်ကောင်းမယ်တခန်းထဲမှာဒီတိုင်းပဲဖြစ်တယ်လို့အိတ်လိုက်မယ်လေဖြစ်တယ်လို့အိတ်အောင်အိတ်ရတစ်ခုပဲရှိရလေကျညက်တက်သွားမှာပေါ့ပြီးတော့အိတ်ရ4000လည်းမဟုတ်အဝိုင်းဟဲ့ဒါရီးစားတို့ပဲဖြစ်ဒါမှမဟုတ်မိသားစုပဲဖြစ်လာအိတ်မကောင်းတာဟဲ့လာတဲမှာဒီဟိုတယ်တဲလို့ကောင်းတာဒီလိုငယ်ချင်းအဖွဲလိုက်ဆိုရင်မကောင်းဘူးပြီးတော့မိန်းကလေးတွေရောယောက်ျားလေးတွေရောအကုန်ပါတာဆိုတော့ဘလို့တွဲအိတ်လို့အိတ်ရမှန်းတော့မသိဘူးလေဟုတ်တယ်ဒီခန်းထဲမှာ main ကလေးကြီးပဲအိမ်မှာဆိုလဲကြက်တက်နေမှာကွာဘလို့လုပ်မလဲငါတို့လည်းစဉ်းစားရမှာပေါ့ကွာဘလို့လုပ်မလဲဆိုတော့ငါတို့လည်းပဲသိပါမလဲရောက်ရမင်းဘာစကားပြောနေမှမသိဘူး
ခုငါပြောမှာမင်းတို့ပြောပြီးသားဒီအခါအောက်ခန်းထဲမှာပဲအတူတူအိတ်လိုက်တော့အခန်းကလည်းဒီတစ်ခန်းပဲလွတ်တော့ရလို့ငါ့ကိုမင်းမပြောဘူးလားအေးဟုတ်တယ်ငါမွေးနေတော့မင်းငါ့ကိုပြောသားပဲဟိုးရီမနေပါနဲ့ကွာဒီညဘလို့အိတ်ရမှမသိပါဘူးဆိုနေတာထားလိုက်တော့ဖြစ်တယ်လို့အိတ်ရမှာပဲလေဒီလိုမှမအိတ်ရင်နင်တို့ဘလို့အိတ်ချင်တာလဲငါ့ကိုပြောစမ်းဟုတ်တော့ပါဘူးရပြီတော်ပြီအိတ်တော့ဘူးနော်ဒီခန်းထဲမှာပဲအတူတူအားလုံးအိတ်ကြမယ်ဟုတ်ပြီလားဟုတ်ပြီအိတ်ကြပါနေငါ့ကိုဒီနောက်လေးကိုဘာအတွက်ခေါ်လာလဲဂျွန်နင်ကပြောစရာရှိလို့ပါဘာပြောစရာလဲငါတော့နင်ကိုပြောစရာမရှိဘူးနော်နင်စိတ်ထဲမှာတမျိုးမတွေးပါနဲ့နင်ငါ့ကိုတော့စိတ်မဆိုးပါနဲ့နော်ပါလေဘာလို့စိတ်မဆိုးရမှာလဲပြောပါအောင်ချက်တော့နင်ကငါချက်လို့ပါနင်ငါ့ကိုချစ်တယ်ဟာလားငငယ်ကလေးပေါင်းလာတော့နင်ငါ့ကိုချစ်တယ်ဆိုပြီးလာပြောညဟာလားတကယ်ပြောပါငါနင်ကိုမလိမ်ပါဘူးငါလည်းနင်ကိုချစ်ပါတယ်ပါလေငါဒီလိုစကားကိုနှစ်ခါပြန်ပြောစီချင်နေရလားပြောစီချင်တာပေါ့ငါလည်းနင်ကိုချစ်ပါတယ်ဒါပေမဲ့ငါတို့ဒီနေ့ရဲ့အကြောင်းတွေကိုဘူးမှမသိရပိုကောင်းမယ်နော်ရပါတယ်အဆင်ပြေရလေဒါဆိုလို့ရှိရင်လေငါနင်ကိုတပွားတာချစ်နိုင်မလားယင်ချစ်နိုင်လောက်ပါတယ်ဒါနဲ့ပဲဂျွန်နဲ့အလီနဲ့ကဟိုတယ်ပြင်ကိုထွက်ပြီးမသိမသားလေးတွေအနမ်းနေပေးလိုက်ကြပါတော့တယ်နင်ကိုချစ်တယ်နော်နင်ငါ့ကိုဘယ်မှမထားသွားရအောင်မလားစိတ်ချပါငါယောက်ျားပါမထားခဲ့ပါဘူးလုံးဝဒါနဲ့ပဲဂျွန်ကအဲလစ်ကိုချီပြီးတော့အခန်းထဲကိုပြောင်းလာပါတော့ဟိုမှာဂျွန်နဲ့အဲလစ်တို့ပြောင်းလာပါပြီဟေ့ငါတို့ပြောင်းလာပြီနော်ဟေ့ရမင်းကဘာသွားလောက်တာလဲဂျွန်ရအော်မဟုတ်ပါဘူးကွာ तू ကလေကိန်းမို့ဆိုင်သွားချင်တယ်ဆိုကိန်းမို့လိုက်ကျွေးနေအောင်ဂျွန်နော်နေအရန်ပလိုက်တာပဲငါတို့ကြတော့နေတစ်ဆက်မှကိုမကျွေးဘူးအဲလစ်ကြမှာတစ်ဆက်နှစ်ဆက်တောင်မဟုတ် तू စိတ်ဆိုလည်းမခံနိုင်ဘူးနော်နင်တို့ညကဘာရီလုံးဟုတ်ပါဘူးဟဲ့အဲ့လိုမပြောပါနဲ့သူနဲ့ငါညာတငယ်ချင်းအစ်စ်မရှိပါသေးတယ်ဘာလဲအဲ့အစင်ထက်ကြော်ချင်းတော့အောင်သွပေးမှရမယ်နော်အဲ့လိုမျိုးကြီးမပြောပါနဲ့အေးပါဟေးမပြောတော့ပါဘူးဒါဆိုနေတော့လေညာအိတ်ဝစ်စုံနေပါလေတော့လေငါတို့လည်းအိတ်ချင်နေပြီအေးလဲတော့မယ်လေဟာနေမတူလဲနေဘာလို့ငါအိမ်ထဲကိုရောက်နေရလဲနေမတူလဲငါဂျွန်လေဂျွန်လားဟဲနေဘလို့ဖြစ်လို့ဒီလိုနေကြပုံစံဖြစ်နေရလဲဟဲဂျွန်နေဘလို့ဖြစ်လို့ငါအိမ်ထဲရောက်နေရလဲဟဲ့နေခုနကအော်နေလို့ငါပဲအခုချင်းဘာဖြစ်တာလဲဆိုတော့အိမ်ထဲကိုဝင်လာကြည့်ရဟဲ့ဟာငါအိမ်မ sorry မနေလို့ပါဟဲ့အိုးနေရလဲဘာဖြစ်တာလဲမသိအိမ်မထဲမှာနင်ငေါ့နန်လိုက်တာဟုတ်လားငါဘလို့သိမှာလဲဟာအဲ့ဒီချိန်မှာပဲအဲလစ်ကဂျွန်အနမ်းတပွင့်ပေးလိုက်ပါတော့နင်ငေါ့နန်းနေနေနဲ့ငါနဲ့အိမ်မထဲမှာအရန်ရှိခဲ့ကြတာတဲ့ငါနင်ကိုနမ်းလို့မရဘူးလားရတာပေါ့ဒါပေမဲ့ဒီနေ့ကြောင်းသွားရမယ်လေကြောင်းသွားမှာပေါ့ဒါပေမဲ့အရင်ချစ်တယ်နော် I love you ပါကဲလားငါကိုရိုင်းနေကိုဘယ်လိုလုပ်ပြရမလဲဒါပြောဒီနေ့ကြောင်းသွားမှာပေါ့ပေါ့ကြောင်းသွားချင်တော့ဘယ်လိုသွားချင်လို့လဲဒါ
ဒါနဲ့ပဲဂျွန်နဲ့အဲလစ်တို့ရဲ့အချစ်ဇလန်လေးကဒီမှာနေအဆုံးသတ်သွားပါရယ်